ရှင်တွေပတ်တာနဲ့သမီးတစ်ခါလေးစားမယ်ဆိုသမီးပြင်လိုက်ရအောင်လားသမီးစားကျေးဇူးအလုံးတောင်းပါပါရဲ့အမေပြည့်စုံမချိုးထောက်တော့ခဲ့ဆိုမကျေးဇူးတရားလောကကြီးရမှာရတရားမူလားလားဘာပြောဒီဗမာစကားနားလိုက်လားတိုင်းပြည်အတွက်အိုးဆွေးဆန်ပြီးအမှုတန်းခဲ့မေမောင်တကားကိုရောရကြီးနေဖို့ကောင်းလိုက်တာယောက်ျားရဲ့အော်ကိုရောရတော့ဘူးဗျာရတော့ဘူးဝင်းမောင်နိုင်ကတော့ MRTV4 ရဲ့ရုပ်သံစီးရီးဦးချိန်ခံလေးပါတရားမျှတလွတ်လပ်ခြင်းနဲ့မသွေတရားမျှတလွတ်လပ်ခြင်းနဲ့မသွေမင်္ဂလာပါပရိသတ်ကြီးရှင်မြန်မာနှစ်တက်ကူစကြံအခါအချိန်သမ ्या ကိုရောက်ရှိလို့လာပါ